အားလုံးပဲမင်္ဂလာပါ IVM မြန်မာ Audio Channel မှာကြိုဆိုပါရစေကျွန်တော်ခုဖတ်ပြပေးမှာကတော့ဆရာထင်လင်းရဲ့ဝတ္ထုတိုဘောင်းချုပ်စာအုပ်ထဲကချစ်တရားဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ချစ်တရားဆရာထင်လင်းရှေးဥပိုင်းဝတ္ထုတစ်ပုဒ်ဖြစ်သည်ဤဝတ္ထုကိုရှုမောမဂ္ဂဇင်း၌စုဝေအမည်ဖြင့်ရေးခဲ့ပါသည်1996ခုနှစ် GEC မဂ္ဂဇင်းအထုထုံ၌ပြန်လည်ဖော်ပြဖူးပါသည်အတော်မှောင်နေပြီအိမ်ပြန်နောက်ကျတော့ကြောင့်တခြင်းတကားများစူပူချိန်မောင်းခြင်းမခံရဘူးတော့လေယခုကဲ့သို့နောက်ကျတိုင်းယူမှာအပြစ်တစ်ခုပါ၍လာသလိုသူ့ဖေဖေဦးထွန်းတင်ရှေ့မှာဖြစ်၍အိမ်ထဲသို့ဝင်ရမည်ကိုတွေး၍လက်နေတတ်သည်တကယ်ဆိုတော့ဦးထွန်းတင်သည်တမိကလေးယူအပေါ်၌အတော်ပင်ချိုသာသောဖခင်တူဖြစ်ပေသည်ယူဖို့ပြုပြင်စရာမလိုတော့အောင်အပြစ်တစ်ခုရှိနေသည့်တိုင်အောင်စိတ်ဆင်းရဲမိဆုံးမစကားမျိုးရှောင်ရှားခဲ့၏မိတို့ပင်ဖြစ်စီသူ့ဖေဖေကိုကြောက်သောယူ၏အကြောက်ကတကြားမင်းပင်ချွတ်ကျွတ်နိုင်စရာမရှိယနေ့ယူနောက်ကျပြန်ပြီခိုင်းနောက်ကျနေခဲ့သည်များမှာမိန်းကလေးတငယ်ချင်းများနဲ့စကားကောင်းနေရတော့၎င်းရုပ်ရှင်ကြည့်နေရတော့၎င်းသူ့အကြောင်းနဲ့သူကောင်းရောင်းကောင်းဝယ်ရှိတော့သူ့ဖေဖေကတော့မေးလိမရှိသို့တော့မေးလင်ဘယ်လိုပြောရမည်ကိုသူစဉ်းစားထားလို့ရသည်တခါစဉ်းစားစရာပဲမလို့သူတငယ်ချင်းများကကားနဲ့အိမ်ထိလိုက်ပို့သည်ယခုလည်းသူ့အဖော်ကကောင်းမွန်စွာလိုက်ပို့ပါသည်ခါတိုင်းနဲ့ထူးခြားချက်တည်းမှာယောက်ျားပြိုတယောက်ပဲဖြစ်ယောက်ျားပြိုဆိုဒီမှာအရင်ကတော့ယူမိတ်ဆွေဖြစ်ပါသည်သို့တော့သူ့အိမ်ဝင်းထဲမဝင်မီနာရီဝက်လောက်ထားပါတော့လေတနာရီလောက်ကစပြီယူကိုထူးဆန်းသောစကားများပြောကယူဘာမှမသိလိုက်သည့်အချိန်ကလေးတွင်ပိုင်ဆိုးပိုင်နေဖက်၍နန်းနိုင်သောလူရန်ကားတယောက်ဖြစ်ပေသည်ယူနောက်ကျနေသည်ယူအနမ်းခံခဲ့ရသည်ဒါကြောင့်ယူအိမ်ထဲသို့ဝင်ရန်ခါတိုင်းတက်ပို၍တုံ့နှုတ်နေသည်ဖေဖေကမင်းရင်ဘယ်လိုပြောရမလဲလိမ့်တာမလိမ့်နဲ့တမီးကိုဖေဖေဘာဖြစ်ခွင့်လွတ်တယ်ပြောဘူးသည်တို့ဖြစ်ရင်ယခုနောက်ကျနေရခြင်းနဲ့ပတ်သက်၍ဟုတ်ကဲ့ဖေဖေတမီးကိုကိုတစ်မောင်ကနန်းနေရနဲ့နောက်ကျသွားပါတယ်ပြောလိုက်ရတော့မလားဒီလိုတော့ဘယ်နည်းနဲ့မှမဖြစ်ကိုတစ်မောင်ကသာမနန်းလိုက်ဘူးဆိုရင်တော့အမှန်တိုင်းပြောပြရင်ဝင်လေးလာမည်မဟုတ်စူစီတို့နဲ့ရုပ်ရှင်သွားကြည့်ပါတယ်ဖေဖေအပြင်မှာစူစီတို့အကိုကြီးလိုက်ပို့ပါတယ်ပြောလျင်မူသားမပါဘဲနဲ့လင်္ကာချော့သည်တကယ်ဆိုတော့လေဤတို့ပြောရဖြစ်နိုင်သည့်အချိန်ကဆိုရင်ယူနောက်ကျနေသည်မဟုတ်သေးယခုလည်းဤတိုင်းပြောရင်တော့ဖြစ်သည်သို့တော့သူ့ကိုယ်သူမလုံတော့ခိတ္တမြရက်တန်၍သူ့ကိုယ်သူငုံကြည့်လိုက်မိသည်ထို့နောက်ကိုလက်ပဲ့၍စစ်ဆေးလိုက်သည်မှောင်နေပြီဖြစ်ကောင်းကောင်းမမြင်ရသို့တော့ဖက်ပြီးအနှမ်းခံထားရတဲ့အရင်နမိတ်တော့မထင်ရစ်တန်ရသူ့ကိုယ်သူနှစ်သိမ့်၍အိမ်စီတို့ဆက်လျှောက်လာသည်တိမ်လုံးတိတ်ဆိတ်နေ၏မိအောင်များလဲမှိန်လှသည်အိမ်ထဲမှာတယောက်ရှိတယ်တော့အ ਨੇ ဆုံးရေဒီယိုတန်တော့ကြားနေရမည်ဖြစ်သည်တို့ဖြစ်ရင်ဦးထွန်းတင်အိမ်ပြန်မရောက်သေးဘူးဟုဆိုရတော်သေးသည်ယူရင်ထဲကလုံရင်ကျသွားသလိုတပြင်းတစ်ချက်ချ၍အသာအရာခြေထောက်ဝင်ခဲ့၏မိတပွင့်သာဖွင့်ထားသဖြင့်မလင်းတလင်းဖြစ်နေသောအဲခန်းကိုဖြစ်၍မိလင်းနေသောနောက်ဖေးဘက်သို့ထွက်သည့်တကားဝါသို့တောက်လျှောက်လာခဲ့ပြီးမစိတ်မေးဟုအတန်ပြုလိုက်သည်ထို့နောက်မိရောင်အောက်တွင်သူ့ကိုယ်သူပြန်၍လှည့်ပတ်ကြည့်နေစဉ်မစိတ်မေးရောက်လာသဖြင့်ဖေဖေပြန်မလာသေးဘူးဟုတ်လားမကြည့်ပဲမေးလိုက်မစိတ်မေးလည်းရုတ်တရက်မဖြေမိအတော်ကလေးကြာမှမလာသေးပါဘူးဟုပြန်ပြောလိုက်သည်ယူသည်မစိတ်မေး၏အမှုရာကိုသဘောမကျလှတော့လေသူ့ဖေဖေမလာသေးဘူးဟုသောအဖြေကိုပေးသည်ဖြင့်ခွင့်လွှတ်လိုက်တယ်လို့ဒါပဲဟုပြောကအခန်းဘက်သို့လှည့်ဝင်ခဲ့သည်တကယ်ဆိုတော့ယူဖို့မစိတ်မေးကိုပင်ခရင်ဖြစ်နေသည်ဒီမိမကြီးဟာယူကိုဘာလုပ်ခဲ့တယ်များထင်လို့လေဘာလုပ်ခဲ့သူဘာပြောနိုင်လို့ယူဘလို့များဖြစ်နေလို့သူဒီလောက်အံ့ဩသွားတာလေဟုသောမိကုံများဖြစ်ရည်ဝေရင်းမိကိုဖွင့်လျက်မှန်ရှိရင်ရက်လိုက်မိသည်ရုတ်တရက်တော့ဘာမှထူးခြားသွားသည်မထင်သို့တော်သူအိမ်ကထွက်သွားတော့ကလို့ကြစ်လက်မရှိကပုတ်ကြီးဖြစ်နေတယ်အောင်ထင်မိသို့တော်သူစိတ်ကထင်လာလားတကယ်လားတော့မသိခါတိုင်းအိမ်ပြန်ရောက်တဲ့အခါဒီလိုပဲလားဒါကိုလဲသူတတိမထားမိအဝတ်အစားကိုလဲရမင်းမေ့ရောကအဲ့ရပေါ်တိုင်းလောလက်ပြက်လဲချလိုက်ပြီးသူ့ရင်ထဲကတတိတ်ခုန်ခဲ့ရသည်များကိုပြန်ပြောင်းတွေ့တော်ရင်ရုပ်ဆောင်ခင်း၍ကြည့်နေမိလေသည်ကိုတစ်မောင်ကကာမောင်ရင်ယူကိုတစ်မောင်သိချစ်မိပြီဆိုတာယူသိစေချင်ပါတယ်ဟုပြောလိုက်ခတဲ့ကရင်တရိတ်ခုန်ကစိတ်တွေထူးခြားလာခဲ့သည်ကိုတစ်မောင်ထံမှစကားများသူမမျှော်လင့်ပဲကြားလိုက်ရသည်ဟုလည်းမဆိုနိုင်တကယ်တော့ယူကိုတိုင်ကပင်ကိုတစ်မောင်စိတ်ဝင်စားခဲ့ပြီးဖြစ်ယူ၏တငယ်ချင်းအများတွင်ကိုတစ်မောင်ကြောင့်စူစီကိုအခင်ဆုံးပေါင်းထားခဲ့သည်ရင်းနှီးနေခဲ့သည်သူနှင့်ကိုတစ်မောင်နဲ့လည်းနှီးဆက်ခဲ့သည်တို့ကမှဆ၍ယူရင်ယောက်ျားတစ်ယောက်၏အကြောင်းအချိန်ရာတိုင်းတွေးကြည့်တတ်သောအလေးတစ်ခုတိုးလာခဲ့သည်ယူတွေးသောယောက်ျားတစ်ယောက်မှလည်းကိုတစ်မောင်သာဖြစ်ခဲ့ရာယခုကဲ့သို့ကိုတစ်မောင်ကယူကိုတိတ်ချစ်နေကြောင်းဖွင့်ပြောလိုက်သည်တွင်
ရုအမှန်မရင်ခုန်သွားသည်သို့တော့သူကိုတင်းမောင်အကြောင်းတွေးမိတိုင်းယောက်ျားဆိုတဲ့တတ္တဝါတွေဟာလောကကြီးမှာကြောက်စရာအကောင်းဆုံးပဲပေါ့တမီးရဲ့သူ့မေမေကခဏခဏပြောဘူးသည်ကိုဆွဆွမြဲမြဲယုံကြည်ထားမိတော့ကြောင့်ကိုတင်းမောင်မှလည်းအလွန်နှစ်လိုပွဲအဆင်းရှိသည့်မွေဆိုးတစ်ယောက်ဖြစ်လိမ့်မည်ဟုထင်ခဲ့သည်ယူချောင်းနဲ့သမီးကယူဖေဖေနဲ့မေမေတို့ကွဲခဲ့ကြသည်ယူသူ့မေမေနဲ့နေခဲ့ရသည်သူ့ဖေဖေအိမ်ကထွက်သွားစဉ်ကယူသိလိုက်သည်နည်းနည်းစောစောသူ့ဖေဖေအိမ်ကထွက်သွား၏ညနေအခါတိုင်းပြန်လာခြင်းတွင်မလာတော့ကြောင်းယူသူ့မေမေကိုကဲ့၍မေးခဲ့မိလိုက်သည်မေမေဖေဖေမလာသေးဘူးလားယူမေမေသည်အဖြစ်မပေးဘဲယူကိုဖက်၍ရှိုက်ကငိုလေသည်ယူလည်းဘူးမသိပါမသိနဲ့သူ့မေမေငိုတော့ကြောင့်ဝမ်းပန်းတနဲ့ငိုခဲ့ရသည်သို့တော်သူ့ဖေဖေဘဲသွားသည်ကိုမသိခဲ့ရတနေ့ကိုပြန်မရောက်လာနောက်တည့်ရက်လည်းမလာမေမေဖေဖေကဘဲသွားနေရတော့ယူမေမေမျက်ရည်ကျပြန်သည်ယူနောက်တစ်ခါမမေးဝင်တော့သူ့စိတ်ထဲကတွေ့ဝေရတာနေခဲ့သည်မေမေနဲ့ဖေဖေကဘလို့လူစားတွေလဲဟုတွေးကြည့်ခဲ့မိသည်ငယ်ငယ်တုန်းကဆိုရင်ခက်ရေးတော့မှတ်မိသည်တခါတွင်သူတို့မပြီးနိုင်မဆုံးနိုင်စကားပြောနေကြသည်ကိုအိမ်ရင်းကြားခဲ့ဘူးသည်တခါတွင်တူတူပြော၏တခါကြစ်ပြောကြလေသည်တခါတွင်နှစ်ယောက်စလုံးစိတ်ဆိုးနေကြသလိုယူကိုပင်မချီကြမနှမ်းကြအိမ်တွေကြီးတွေနဲ့နေကြ၍ယူတော်စိတ်ဆင်းရဲခဲ့ဘူးသည်သို့တော့ငယ်လာသေးသည့်အရွယ်ဖြစ်စိတ်ညစ်စရာကြကြမတွေးတတ်သည်တနစ်ထက်တနစ်ယူကြီးလာ၍ကျောင်းသို့သွားရ၏ကျောင်းတွင်မိတ်ဆွေတင်များနေတွေ့ရသောအခါအချင်းချင်းစကားပြောကြရ၌ကိုဖေဖေကဘလို့ကိုဒယ်ဒီကဘယ်သို့စသဖြင့်ပြောကြသည်ကိုကြားရသောအခါယူအလိုလိုဝမ်းနေငိုခဲ့မိသည်ယူမှာသူ့ဖေဖေအကြောင်းပြောစရာကောင်းတစ်ခုလောက်ရှိနေငိုပြီးမဟုတ်နောက်တစ်စယူ12နှစ်13နှစ်သမီးရွယ်ရောက်လာသောအခါလူလောကအကြောင်းတစ်နှစ်ထက်တစ်နှစ်တိုး၏နားလည်လာသောကြောင့်သူ့ဖေဖေနဲ့မေမေတို့မှာကွာရှင်းထားကြောင်းသိလာ၏သို့တော်သူ့ဖေဖေအကြောင်းများမေးလျင်ရခင်ကတော့ငိုတက်လာသောကြောင့်သူ့မေမေကိုမေးမကြည့်ဝင်လင်းနေမရဆိုတာဘာလဲဟူ၍၎င်းကောင်းနားမလဲလူကြီးတွေပြောတယ်တော့မကြကြားဘူးသည်ပြီးတော့လင်းနေမရကွာရှင်းထားသည်ကိုလည်းအတိအကျမသိခဲ့သည်သူ့ဖေဖေသူတို့ထံပြန်မလာတော့တာကိုသာယူသည်မေမေယူတခုမေးရင်မေမေငိုပါလားမေမေယူမေမေသည်ယူကိုအားတင်စွာကြည့်ပြီးပြုံးပြနောက်ပွားနေသောယူ၏စပင်ကလေးများကိုတတ်ပြီးရင်ဘာလဲသမီးရဲ့ဟုပြောသည်ယူတို့ငယ်ကဖေဖေရှိတယ်နော်သူသည်သူ့မေမေငိုလင်းအခြားအရာတစ်ခုဖြင့်သူမေးကုန်းကိုဖျောက်ပစ်ပြီးရင်လည်းကြိုတင်စိတ်ကူးထားသည်သို့တော်ယူထင်တယ်လို့သူ့မေမေမငိုတော့ချေသူ့ဖေဖေအကြောင်းကိုပင်တခွန်းစနှစ်ခွန်းစပြောပြသေးသည်ယူဖေဖေကယူတို့ကိုမချစ်လို့သွားတာဖြင့်အစားတော့ကတော့ယူတို့ကိုချစ်လို့ယူတို့နဲ့နေတာပေါ့နော်မေမေအစားတော့ချစ်မှာပေါ့တမီးရဲ့ဒါပေမဲ့ယူဖေဖေလည်းယောက်ျားပဲသူမုန်းချင်တဲ့ချိန်မုန်းသွားမှာပေါ့ယူမေမေဒီဤစကားကိုယူနားမလဲသေးမှန်းသိတော့လေရခုချိန်မှဆောက်ရယူကိုတင်ကန်းစာပေးရင်တင့်တော်ပြီဟုအောင်းမေ၍တမင်ပြောလိုက်ခြင်းဖြစ်ပေသည်ယောက်ျားဆိုတာဒီလိုပါပဲတမီးရဲ့မိန်းမတွေကိုသူတို့ကနိုင်တာဘူးလောကမှာယောက်ျားဆိုတဲ့တတ္တဝါတွေကကြားထထောင်ကြောက်စရာကောင်းတဲ့တမီးရဲ့ကြားတို့ချင်းသေးတို့ဆိုရင်လူသားစားတိရစ္ဆာန်တွေဟာလူတွေကိုကြိုက်တဲ့စားတတ်ပြီးမြဲလူတွေနေနေအောင်မလာပါဘူးလူတွေကလည်းသူတို့နေအောင်မှမသွားပဲယောက်ျားတွေရတော့လေမိန်းမတွေရဲ့စိတ်ကိုကြည်နူးလာအောင်လည်းလှည့်စားတတ်တယ်သူတို့စိတ်နဲ့မတိုက်ဆိုင်မိရင်လေခြေနဲ့ချနင်းချေပြတ်တတ်ကြတာယောက်ျားတွေကြောင့်တချို့မိန်းမတွေစိတ်ညစ်ပြီးပိန်ချုံတည်သွားကြတယ်တချို့မသေးပဲနေသွားကြပဲလေတစ်တလုံးစိတ်ဆင်းရဲပြီးနေကြရတာပဲတကယ်ဆိုတော့ယောက်ျားရဲ့အကြောင်းမသိသေးတဲ့မိန်းမတွေဟာဒီလိုဒုက္ခတွေတွေ့ကြရတာပေါ့သူတို့စိတ်ကြည်လင်တော့ခဏလေးပျော်စရာကောင်းတာသာမြင်ပြီးသူတို့စိတ်ဖောက်ပြားလာတဲ့ချိန်ကျတော့ခံစားမဲ့ဒုက္ခကိုမမြင်ကြလို့မိတဲ့ကိုတိုးတဲ့ပိုးဖလံကလေးတွေလိုမျက်စိမိတ်တိုးကြတာပဲတောထဲမှာနေတာလည်းမဟုတ်သူတို့ရဲ့ကြောက်စရာကောင်းတဲ့အကျင့်တွေကိုလည်းဖုံးဝှက်ထားကြတော့မိန်းမတွေကလည်းဘယ်တတိထားနိုင်ပါမလဲတမီးရဲ့တချို့ကလည်းယုံတော့မယုံကြဘူးယောက်ျားတွေကကြည်နူးစရာလို့ထင်ခဲ့ကြတယ်အဲ့ဒီလိုကြည်နူးစရာလို့ထင်လေကြောက်စရာကောင်းတဲ့သူတို့ရဲ့အတွင်းစိတ်ကိုမမြင်လေးပဲယူ73နှစ်သမီးအရွယ်ခန့်မှဆိုင်မမေရထားတွေကိုတရားဟောခဲ့သည်ဆိုးသွမ်းသောယောက်ျားများကိုမကြာခဏဥပမာပေးသမီးစိတ်ကိုပြုပြင်လာခဲ့သည်ယူဖို့မေမေတာလျင်တွန်တင်မြင့်သူရှိ၍မေမေကိုပဲအားကိုးရသည်မေမေပြောသမျှကိုနားဝင်ခဲ့သည်သူ့မေမေကလည်းပြောလျင်ဘယ်တော့ခါမှအရင်မပြောသူတွေးတောထင်မြင်ချက်များကိုသာမပြောပဲဥပမာကလေးပြစရာလက်စုပ်လက်ကန်ရှိမှပြောတတ်သဖြင့်ယူတကယ်ပင်ယုံခဲ့သည်ယူမေမေကိုယ်တိုင်ပင်ယောက်ျားတစ်ယောက်ကြောင့်တသက်လုံးမပြောမရွှင်နေခဲ့ရပြီထို့အပြင်လင်းနှိမ့်ဆက်ခံရသောယူအတိမိန်းမများမယငယ်များစွာယူတတ်သောယူအတိယောက်ျားများယောက်ျားကြောင့်သေသွားကြသောယူတိတိမိန်းမများကြောင့်ယူအတော်ကလေးတည်ထားသည်ထိုမိန်းမများ၏ဘဝမျိုးတို့ရောက်ဖို့မဆိုထားပြီစိတ်ကူး၍ပင်မကြည့်ဝင်ခဲ့သောယူသည်သူ့မေမေဩဝါဒများအတိုင်း
ယောက်ျားဆိုရင်မိန်းမတွေကိုအနှဲနဲ့အများနှိပ်စက်ညှဉ်းပန်းတတ်သည်ကြီးဟုဆွဲယူမိသည်နောက်ဆုံးယူစိတ်ကိုတကယ်ဆွဲအောင်ဖြစ်ရသောအကြောင်းကသူ့မေမေတေဆုံးသွားခြင်းပဲဖြစ်လေသည်သူ့မေမေ၏အကြောင်းကိုပြန်တွေးလိုက်ရင်ယောက်ျားတစ်ယောက်ဖြစ်သောသူ့ဖေဖေဖောက်ပြမှုကြောင့်သူ့ဘဝ၌နေရသမျှပျော်ရွှင်ခြင်းကင်းလျက်အသက်တမ်းမကုန်မီတေဆုံးသွားသည်ဟုယုံလိုက်သည်အသက်30အရွယ်ခန့်ထိနှုတ်တုံးတင်တုံးဆိုပြေတုံးဖြစ်သည်သူ့မေမေ၏ရုပ်ရည်ကိုသူမှတ်မိသည်နောက်အသက်40ကျော်တွင်ပရင်နေကြလျက်တေဆုံးသည့်အချိန်တွင်တကက်မိမအိုကြီးတယောက်ကဲ့သို့သပင်များပင်ကြိုကြားဖြူစားပြုနေ၏အကယ်၍သူ့ဖေဖေသာအိမ်မှာရှိ၍သူ့မေမေပျော်ပျော်ရွှင်ရွှင်နေခဲ့ရပါလေဤယောဂါလောက်နှင့်သေလိမ့်အောင်မည်မဟုတ်ဟုတထစ်ချာထွက်ကသူ့ဖေဖေကိုစိတ်နာခဲ့မိတို့ရရင်သူ့မေမေဆုံးသည်ကြားသောအခါသူ့ဖေဖေသည်ယူကိုလာ၍ခေါ်လေသည်ယူမလိုက်ခြင်းညှင်းဆန်ခဲ့၏ဆယ်နှစ်ကြော်ကွဲနေသောအဖေဖြစ်၍ခင်မေရင်းနှီးခြင်းမရှိအောင်မကသူ့မေမေတေဆုံးရခြင်းနှင့်ပတ်သက်၍စိတ်ကလည်းနာနေသောကြောင့်မလိုက်လိုကြောင်းပြောတော်လေဦးထွန်းတင်မှာယခုနောက်မင်းမှလည်းဆုံးပြီဖြစ်သမီးသားလင်းခင်းတွယ်စရာရှိတော့ကြောင်းယခုအဖိုးဘွားများထံဝင်ချတောင်းပန်၏ခေါ်လေရာယူမာနောက်ဆုံးတွင်မခင်မင်သောဖခင်နှင့်မကြည်မသာလိုက်ခဲ့ရ၏သူ့ဖေဖေရောက်ဆောင်တွင်ပြင်းရင်ကြီးငွေစွာစိတ်ကျဉ်ကျက်လျက်နေခဲ့ရတော်လေတစသမီးအပေါ်တွင်ညှတာတတ်သောဦးထွန်းတင်၏အပြုတ်မှုများကြောင့်တဖြည်းဖြည်းစိတ်ပြေပြောက်သွားသလိုဖြစ်ကာနေထိုင်ရသည်မှာလည်းစိတ်ကျယ်ဝန်းလာလျော့သည်ဘယ်တော့သာဘာလို့ကန့်ကွက်ခြင်းမရှိယူပေါ်၌အပြစ်တစုံတရာရှိနေသည့်တိုင်အောင်အမြဲခွင့်လွှတ်နေကြဖြစ်ယူသည်သူ့ဖေဖေကိုကြည်ညိုစိတ်ကလေးများပင်ဝင်စားခဲ့ပြန်သည်တကယ်ဆိုတော့ဖေဖေဟာစိုးမယ်မထင်ပါဘူးဖေဖေကြီးရတာလူတစ်ဖက်သားကိုမတရားနှိပ်စက်မဲ့လက္ခဏာတော့မရှိပါဘူးဒါပေမဲ့လေမေမေတစ်သက်လုံးစိတ်ဆင်းဆင်းရဲနေသွားရတာကတော့ယူမြင့်မြင့်ပဲယူသည်မကြာခဏတွေးမိခဲ့၏တကားရင်ယူပေါ်တွင်သူ့မေမေအိမ်၌နေခဲ့စဉ်ကလိုဘယ်ကိုမသွားရဘာကိုမလုပ်ရဘလို့မပြောရဟုသောချုပ်ချယ်မှုကလေးများပင်မရှိတော့လွတ်လပ်လာသောသူ့ဖေဖေအိမ်၌ပင်ပို့ပြောသလိုထင်ခဲ့မိသည်တကာသူ့အမေကိုလွမ်းသည့်စိတ်ကလေးများပင်ပျောက်သွားကတချင်းကလေးတေးအေးနှင့်နေနိုင်ခဲ့သည်အိမ်မှာနေလင်ဖက်ဆရာစာအုပ်အစုံလင်ရှိသည်ရေဒီယိုရှိသည်ပန်းချင်ရှိသည်လေကျင်လင်အသိမိတ်ဆွေခင်မင်သူတွေအတော်များအောင်သူ့ဖေဖေကမိတ်ဖွဲ့ပေးထားသည်ရုပ်ရှင်ကြည့်ခြင်းလည်းအထူးခွင့်တောင်းနေကြမလို့ဘယ်အခါမဆိုအဖော်ကောင်းနေလိုက်ကြည့်ရင်အခွင့်ပေးထားပြီးဖြစ်သည်သူ့မေမေနဲ့နေခဲ့ရစဉ်ကမလွတ်လပ်မှုများကိုယခုမှပြန်တွေးမိတော့လေတကယ်ဆိုတော့ယူမေမေကိုသာတကယ်ချစ်သည်သူ့ဖေဖေအိမ်တွင်နေရသည်မှာလွတ်လပ်လွန်းသဖြင့်တခါညနေအိမ်ပြန်နောက်ကျရေးပင်နေသည်ယနေ့လဲသူ့ဖေဖေပေးထားသောလွတ်လပ်ရေးကြောင့်အိမ်ပြန်နောက်ကျပြန်ပြီယခုတစ်ချိန်တွင်ယူသည်လွတ်လပ်ခွင့်ကိုအလွဲသုံးစားလုပ်လာခဲ့မိသည်ဖြင့်အိမ်ဝင်ခက်၍ပင်နေခဲ့ပြီမဟုတ်ပါလားကိုတင်မောင်တို့မောင်နှမနဲ့ရုပ်ရှင်လိုက်ကြည့်သည်ရခင်ကလည်းယူခဲ့သို့လိုက်ကြည့်ဘူးတော့လေအပြန်တွင်စိုးစီပါလိုက်ဖို့လေးရှိသည်ဖြင့်မထူးကြခဲ့ယနေ့တော့စိုးစီကောင်းကြိုက်သည်ဆိုရင်အိမ်မှာဆင်းနေရတော့ကြောင့်ယူကိုတင်မောင်တယောက်ထဲလိုက်ဖို့ရသည်စိုးစီညံစင်လိုက်တာလားတော့မသိယူတို့အိမ်ရောက်ခံပြီးမလှမ်းမကန့်တွင်ကားကိုထိုးရက်ကအခါကောင်းအခွင့်ကောင်းကိုယူလိုက်သည်ယူကိုပိုင်ဆိုးပိုင်နေမယ်နမ်းလွှတ်လိုက်စင်စစ်ကိုတင်မောင်လူရန်ကားဟုဆိုနေမှားချတော့မည်ကိုတင်မောင်သည်ရန်ကားသည်ထောင်းမတရားသဖြင့်ရန်ကားသည်ဟူ၍ကမဆိုနိုင်အဘဲကြောင့်ဆိုတော့ယူကိုရင်ကပင်ထိုးချိန်ကအနှဲငယ်ရန်ကားလိုက်မိသည်ထင်သည်ယူတတိမပြုတ်မိပဲရင်ထဲကဒရိတ်တိတ်ခုံကဘာရီပြော၍ဘာရီလုတ်ခဲ့မိသည်မသိထိုချိန်ကယူသူ့မေမေကိုရောဖေဖေကိုပါခဏတစ်ဖြုတ်မေးနေသည်သူ့ကိုကိုတင်မောင်အသာဖဲ့ထားလိုက်စဉ်သူငြိမ်နေခဲ့နောက်ကိုတင်မောင်အနန်းတော့ယူကလည်းကြည်ကြည်နဲ့ပင်ပြန်နှမ်းမိသေးသည်ဟုထင်သည်ချစ်တယ်နော်ဟုကိုတင်မောင်ကယူရစွာမေးစဉ်ကယူပြုံး၍ခေါင်းကြီးလိုက်မိသေးသည်ဤတို့အချစ်လိုင်းရှင်ချစ်ရင်ကြောပဲမျောနေစမှာကိုတင်မောင်တခုခုပြောရင်စကားရှာကြည့်မိသည်တွေမှာကိုတင်မောင်နောက်တော့ယူကိုမုန်းသွားမှလားဟုပြောရင်စိတ်၌ဖြစ်ပေါ်မိထိုကောင်ရင်ယူသည်တစုံတရာကိုတတိယလာသလိုကိုတင်မောင်ရင်ွယ်မှအလန့်တကြားယုံဖယ်၍ထွက်လိုက်မိလေသည်ယောက်ျားဆိုတာဒီလိုပဲအခုချစ်ပေမဲ့တော်ကြာမုန်းချင်မုန်းသွားချတာမျိုးယူဒါကိုစဉ်းစားမိသည်နောက်သူ့မေမေပြောဘူးသောစကားများပြေး၍တတိယသည်အဲ့လိုကြည်နူးစရာတွေလို့ထင်နေလေကြောက်စရာကောင်းတဲ့သူတို့ရဲ့အတွင်းစိတ်ကိုမမြင်ရလေလေပဲယူသည်စပက်ကြီးအညွတ်ခံရမှရုတ်တရက်တတိလဲလာသူကဲ့သို့ကိုတင်မောင်ကိုတွန်းဖယ်၍ကားပေါ်မှာဆင်းပြီးခလန်းလန်းကရဲ၍ကြောက်လန့်သောမျက်လုံးများဖြင့်ကိုတင်မောင်ကိုစိုက်ကြည့်နေခဲ့မိသည်အိုးကိုတင်မောင်ရှင်ပြန်နောက်ကိုယူစီဘယ်တော့မှမလာပါနဲ့ယူသည်ဤသို့ပြောပြီးအတင်းလှည့်ထွက်ပြီးတော့ကြောင့်ကိုတင်မောင်ကလိုက်ဖမ်းပြီးအပါနမ်းပြီးမှလွတ်လိုက်သည်ယူလဲကြောက်အားနှင့်အိမ်ဝင်းစီသို့အပြေးကလေးလာခဲ့၏သူ့ရင်တွေဒရိတ်ဒိတ်ခုန်နေသည်အမြင့်ကြီးမှကျလာသူကဲ့သို့မကြမီသူရောက်ခဲ့သည့်ဘဝကိုပြန်၍မျှော့ကြည့်ပြီးကြောက်ထူးတုန်နေအိမ်ဝင်းသို့ဝင်ပြီးမှ
ခက်တာရင်နာကတတိကိုမြင်မြင်ထားလိုက်ရသည်သူမားခဲ့တာတော့ဟုတ်သည်သို့တော်သူ့အမားမှာသူ့ဖေဖေအတိခံ၍ဖြစ်သောအမှားမျိုးမဟုတ်၍အိမ်ဝင်တွင်ဟန်လုံးရအောင်မည်သူဟန်လုံး၍ဝင်ခဲ့တော်လေမဆိတ်မီကတော့သိသည်ယူတစ်ခုခုဖြစ်လာခဲ့ပြီနားလေယူမှာအိန္ဒြေဆယ်နေသောကြောင့်လေယူသဘောနှင့်ယူပင်ဖြစ်လာခဲ့သည်ကိုသိသည်အိယာပေါ်တွင်ပက်လက်လန်၍သူကျူးလွန်မိခဲ့သည့်အပြစ်ဟုပင်ခေါ်ရမည်ဖြစ်သောအပြုမှုကိုပြန်၍စက်သိမ်းထားမိသည်မိမိသည်အတော်အမျှော်မြင်ရှိသောမိမိပါတကားယောက်ျားတွေဟာသူတို့ရဲ့ကြောက်စရာကောင်းတဲ့ချက်တွေကိုဖုံးဝါထားကြတော့မိန်းမတွေကလည်းဘယ်တတိထားနိုင်ကြပါမလဲတချို့လည်းယုံတော့မယုံကြဘူးယောက်ျားတွေဟာကြည်နူးစရာလိုပဲထင်ခဲ့ကြတယ်ယူသည်ကိုတက်မောင်ကိုကြောက်ကြီးကြောက်သွားသည်တနေ့နေ့တွင်သူ့ကိုဒုက္ခတွင်သို့ပြစ်ချလိမ့်မည်ဟုယုံကြည်ကရင်ထဲ၌တလက်လက်ဖြစ်နေမိသည်ဆယ်ဆယ်ယခုပင်လင်ကိုတက်မောင်အတွက်သူစိတ်ဒုက္ခရောက်စာပြုနေပြီကိုတတိမထားမိချေယောက်ျားနှင့်မိန်းမတယောက်နဲ့တယောက်အပြန်အလှန်ချစ်နေကြမည်ဆိုရင်တော့လောကကြီးသည်နေခြင်းစရာလွန်ကောင်းမည်ဖြစ်တော်လေထာဝရမဟုတ်သောပျော်ရွှင်မှုကလေးကိုတွေ့တာမိလင်ပင်မဆင်းရဲစွာနေရသည့်အချိန်များမှာမကမိအောင်ပင်များပြားချီတော်မူယူသည်ကိုတက်မောင်နှင့်နေခဲ့ရသည့်အချိန်ကလေးကိုမိမပြစ်နိုင်အောင်ဆွဲလန်းမိသည်ဆွဲလန်းနေပြီဟုယူကိုယ်တိုင်ဝန်မခံခဲ့သည့်တိုင်အောင်ယူဆွဲလန်းနေတာတော့အမှန်ပင်ဖြစ်သည်တပတ်တလဲက6လလျက်ရှိသောယောက်ျားစိတ်ကလေးများသည်ယူကိုအသက်ပြတ်မတက်မွေနှောက်လိုက်ရယူမှာအိယာပေါ်တွင်လူရင်းဝေဒနာခံစားရှာ၏ကိုတက်မောင်ယူသဘောကျမိခဲ့ရတော့ကြာပြီတကယ်ဆိုရင်ကိုတက်မောင်တို့ယောက်ျားတွေကိုယူရှောင်လို့မရခဲ့ဘူးမမေပြောတာလို့ကိုတက်မောင်ကယူစိတ်ကြည်နူးအောင်လှည့်စားတာကိုယူစိတ်ထဲမှာကိုတက်မောင်ဟုတ်ထင်ခဲ့ယူကိုတက်မောင်ကိုပဲတကယ်ပဲကြည်နူးခဲ့မိတယ်အခုလဲယူစိတ်ကိုဖြေဖြောက်လို့မရနိုင်ဘူးဒါပေမဲ့ယူတသက်တာအရေးအတွက်ခဏတစ်ဖြုတ်ကြည်နူးမှုကလေးကိုယူမကြည့်နိုင်ဘူးကိုတက်မောင်ဖောက်ပြားသွားတဲ့အချိန်မှာယူဒီတက်စိတ်ဆင်းရဲမယ်အဲ့ဒီချိန်ထိနေကြည့်ဖို့ယူစွန့်ဝင်ပါမလားအိုးလောကမှာဘယ်သူ့ကိုမှမယုံရဘူးယူကမေလိုညင်းငွေ့စရာကောင်းတဲ့ဘဝမှာအကြာကြီးနေဝင်တဲ့တတိမရှိဘူးကိုတက်တည်သွားတဲ့မိန်းမကြီးလို့ယူအဖြစ်မခံနိုင်ဘူးကိုကချစ်ရတဲ့လောက်ဘသူကမှတစ္ဆာရှိနဲ့ပြန်ချစ်လိမ့်မယ်လို့မယုံလေးနဲ့တမီးမမျော်လင့်လေးနဲ့မိမရပြောခဲ့တယ်ကိုတက်မောင်ကယူချစ်တယ်လို့မှတ်မကန်ချစ်လိမ့်မယ်လို့ယူယုံထားရင်ယူထင်တယ်လို့မဖြစ်ရင်တော့ယူအသက်ကွယ်မယ်ယူမေလို့ဘဝမျိုးကိုရောက်ရင်အိုးမယုံဘသူ့ကိုမှမယုံယူသည်ယခုပင်လင်ကိုဒုက္ခကိုကြိတ်၍ခံရသည့်ဘဝရောက်နေသည်ကိုတတိမထားမိပဲသူ့စိတ်ကိုတင်း၍ဖြတ်နေသည်ကိုတက်မောင်သူချစ်တဲ့လောက်ပြန်မချစ်ရင်သူ့အသေးတွေကိုရမည်ဟုသူထင်သည်အကယ်၍ကိုတက်မောင်သူမချစ်ပဲနေရလင်ကိုသူ့အသေးတွေဘလို့နေမလဲသူမတွေးမိတို့ရရင်သူ့စိတ်ထဲမှာဆွဆွမဲမဲယုံကြည်ထားသောအစွဲကိုလည်းဖျောက်ဖျက်ရမစွမ်းနိုင်တဲ့ဖြင့်အိယာမှအားတင်းထားလိုက်ပြီးစာတစောင်ရေးရန်စပွဲသို့လာခဲ့လေသည်ကိုတက်မောင်ယူမချစ်နိုင်တဲ့အကြောင်းယူသည်စာကိုတစ်ကြောင်းရေးပြီးစိတ်ထဲမှာလိုဝမ်းနေလာလေသည်ဝမ်းနေမိသည့်အကြောင်းကိုသူ့ဟာသူလည်းရှာမတွေ့နိုင်တဲ့ဖြင့်မျက်ရည်ကိုတုပ်၍စာကိုဆက်ရေးကြိုးစားဖြစ်ကိုတက်မောင်ယူမချစ်ပြရစေနဲ့ယူ၏မျက်ရည်တို့သည်အဆက်မပြတ်ကြာဆင်းလာသည်နှင့်စာရေး၍မဖြစ်သို့သောတကြောင်ချင်းသူကြိုးစား၍ရေးရန်အားခဲလိုက်ဟွန်ညာဖြစ်ပျက်ခဲ့တာတွေကိုတက်မောင်မေးလိုက်တော့ယူကိုတက်မောင်ကိုဖြစ်ဘသူ့ကိုဖြစ်ယောက်ျားတစ်ယောက်ကိုချစ်ဝင်တဲ့တတ်တည်မရှိတာအမှန်ပဲယူမေဟာယူသည်ဤမြတာစာကိုစီးရရတော့သဖြင့်ကလောင်ကိုချကာမျက်နာကိုလက်နှစ်ဖက်နှင့်ပိတ်၍စပွဲပေါ်သို့မှောက်ချလိုက်ပြီးခတ်အုပ်ရှိုက်ကငိုလိုက်တော့သည်ငိုလေဝမ်းနဲ့လေငိုလေဖြစ်သဖြင့်တော်တော်နဲ့အတော်မတတ်နိုင်ပဲရှာ၍နေမိသည်တကယ်ဆိုတော့ဘလို့အကြောင်းကြောင့်သူဤမြဝမ်းနေမိသည်ငိုခြင်းမိသည်ကိုသူကိုယ်တိုင်မသိအတွင်းမှာတလိုက်ဆူနေသောကြောင့်သာဘာမှမလုပ်တတ်တော့သည့်အဆုံး၌ငိုချလိုက်ခြင်းဖြစ်ပေလိမ့်မည်မြကြောင်ငိုနေမိသည်မသိယူကောင်းပေါ်သို့လက်တစ်ခုလာတင်လိုက်မှရုတ်တရက်လန့်၍ခေါင်းထောင်ကြည့်မိရတွင်သူကိုကျင်နာစွာကြည့်နေသောဦးထွန်းတင်ကိုတွေ့ရလေသည်ယူသည်သူငိုနေသည်ကိုသူ့ဖေမြင်သွားပြီးဖြစ်ဘာမှမလုပ်တတ်တော့သလိုစပွဲပေါ်သို့ပြန်မှောက်ချလိုက်ကငိုမြဲငိုနေလိုက်သမီးလေးယူသည်မထူးတော့ပြီဟုအောင်းမေ၍ရင်ထဲကတမြင့်မြင့်ဖြစ်နေသည်ကိုအားရအောင်ဆက်ငိုလိုက်တော့သည်သမီးဖေကိုပြောလေဘာဖြစ်ဖေကိုပြောရမယ်လို့ပြောထားတယ်မဟုတ်လားယူသည်ယခုမှပို၍ဝမ်းနေလာသလိုဆက်ကရှိုက်လိုက်သမီးဒီလိုငိုနေတော့ဖေဘာတတ်နိုင်မှာလဲသမီးဖေကိုပြောပြရင်သမီးစိတ်ဆင်းရတာလော့အောင်ဖေလှုပ်ပေးနိုင်မှာပေါ့သမီးစိတ်ချမ်းသာအောင်ဖေတက်နိုင်ပါလိမ့်မယ်ဖေကိုပြောလေဖေတခုသမီးတခုဖြစ်နေရဖေကိုမပြောရင်ဘယ်သူ့ကိုပြောမလဲဦးထွန်းတင်သည်ယူဤကောင်းကိုတက်ပြီးဖ
ကျင်နာစွာမေးတော့လေရှုမအပြောအခက်တလို့ခေါင်းကိုမတိမတာရမ်းလိုက်သမီးဘာကြောင့်စိတ်ဆင်းရဲနေရဆိုတာပြောလေဖေဖေဘာမဆိုသမီးကိုစိတ်ချမ်းတောင်လှုပ်ပေးမလို့ဖေဖေဘာမှမသိဘူးသိလည်းဘာမှမတတ်နိုင်ဘူးလို့သမီးထင်လို့မပြောရလားဒီလိုလဲဘယ်ဟုတ်မလဲသမီးရေဖေဖေကိုအားကိုးခြင်းနဲ့စိတ်များနည်းနည်းမှမရှိတော့ဘူးလားသမီးအဖို့ဖေဖေပဲဖေဖေပဲအမေဖြစ်နေတော့ဖေဖေကိုအဖေတယောက်အနေနဲ့အားမကိုရင်အမေတယောက်အနေနဲ့အားကိုးကြည်စမ်းသမီးရွတ်ဒီပိုရိဝမ်းနေလာလေသည်စောဝမ်းနေခြင်းကိုအမြင်မတက်တဲ့တော့လေအားငယ်တော့ဝမ်းနေခြင်းဖြစ်ကြောင်းယခုသူ့ကိုအားပေးမိသူဖေဖေရှိနေမှသိသည်ယခုပိုရိလာတော့ဝမ်းနေခြင်းကသူ့ဖေဖေ၏စကားများကြောင့်ကြေကွဲဝမ်းနေခြင်းဖြစ်သည်ရွတ်ဒီတစ်ချက်နှစ်ချက်ရှိုက်လိုက်ပြီးမျက်ရည်ကိုတုပ်ကခေါင်းထောင်၍သူ့ဖေဖေကိုကြည့်လိုက်သည်နောက်သူ့ဖေဖေကိုဖယ်၍ငိုပြန်သည်အိုးတမိအလကားပဲငိုနေတော့တာကိုထဖေဖေပြောမယ်တိတ်လိုက်စမ်းကွယ်ဖေဖေပြောစမ်းတမိလေပြောစမ်းဖေဖေကမမေပေါ်မှာတိတ်ရက်ဆက်တာပဲယူတီငိုတယ်မပြောသေးပဲသူ့ဖေဖေကိုပြောလိုက်သည်ဦးထွန်းတင်သည်တစ်ချက်မြတက်ပြင်းချလိုက်ပြီအေးတမိတာတွေကိုဒီနေ့သိရမယ်လို့ဖေဖေနားလည်ခဲ့ပါတယ်တမိကိုပြောဖို့ဖေဖေအမြဲစိတ်ကူးနေတာပဲအခုဒါကိုတွေးမိလို့ငိုနေရတာဟုတ်လားတမိဒါကြောင့်ရေလို့တော့မဟုတ်ဘူးဒါပေမဲ့ပြောလေတမိယောက်ျားတွေဟာမိန်းမတွေပေါ်မှာဘယ်တော့မှမကောင်းဘူးယူဖေဖေကမမေအပေါ်မှာမကျင်နာတွေကလည်းမျက်မြင်ဖြစ်ခဲ့တော့အိုးတမိလေးမငိုနဲ့လေပြောပါဖေဖေကိုပြောပါဖေဖေတမိနားလဲအောင်ပြောပြမှာပေါ့အခုတမိစိတ်ဆင်းရဲနေတဲ့ကိစ္စကိုသာပြောပါတမိကိုဖေဖေရှင်းပြီးပြောပြမှာပေါ့အချစ်ကိစ္စဖေဖေယူတီအရေးစွန့်ရင်ပြောလိုက်ပြီးခေါင်းငုံကသူ့ဖေဖေပြောမိစကားကိုစောင့်နေတယ်လို့ရက်ထားလိုက်ဦးထွန်းတင်လည်းခက်အေးကြီးလိုက်ပြီအိုးဒါကိုဖေဖေအတွေးမိတာပေါ့ချစ်ကိစ္စနဲ့ကြုံတိုင်းတမိဒီလိုစိတ်ဆင်းရဲလိမ့်မယ်ဆိုတာဖေဖေအစောကြီးတည်းကသိကဲအခုတမိအပြောအခက်နေတယ်ဆိုရင်ဖေဖေကပြောပြမယ်နားထောင်ဖေဖေတမိတို့စီကထွက်လာခဲ့တယ်ဆိုတာစပြီးပြောရမယ်ဒါပေမဲ့ဒါကိုနောက်ထားပြီးအခုတမိဖေဖေစီကိုရောက်တဲ့အချိန်ကစပြီးပြောမယ်တမိဖေဖေစီရောက်လာတော့တမိစိတ်ထဲမှာဘလို့အစွဲလန်းရှိနေတယ်ဆိုတာဖေဖေသိတယ်ပြီးတော့တမိတသက်တာဖို့ချစ်ရင်းတဲ့အိမ်တော်ကြီးကိုတွေးရမှာဘလို့ယူဆတွေရှိလိမ့်မယ်ဆိုတာဖေဖေတွက်မိတမိကတမိမမေရဲ့အယူဆတွေတိုင်းဖေဖေကိုစိတ်နာနေရတယ်ဒုတိယအချက်ကဖေဖေကိုအကြောင်းပြပြီးယောက်ျားတွေကိုစိတ်နာနေတဲ့တမိမမေရဲ့ဝါဒတွေတမိရထားတဲ့အယူဆွဲတွေဟာလူဘဝနေရေးထိုင်ရေးအားလုံးမှားတယ်လို့မဆိုနိုင်အောင်အမားတွေများတယ်ဆိုတာဖေဖေသိတယ်ဒီတော့ဒီအယူဆတွေလက်ကင်ထားပြီးတမိလည်းတမိရဲ့မမေလို့စိတ်မစင်းရဲစေခြင်းလို့တမိကိုပြုပြင်ဖို့ဖေဖေမရမကခေါ်လာခဲ့တယ်ဒီရောက်တော့တမိကိုဘာမဆိုလွတ်လွတ်လပ်နေခွင့်ပေးထားတာပဲဒီလိုတမိလွတ်လွတ်လပ်သွားလာနေရတော့တမိစိတ်မှာလွတ်လပ်မှုရရမဟုတ်လားအေးဒါပေမဲ့လို့တမိကအကာအကွယ်မရှိအဆောင်ရှောက်မရှိပဲသွားလာနေရတယ်မထင်နဲ့တမိကိုဖေဖေကိုယ်တိုင်အမြဲလိုက်ပြီးစောင့်ရှောက်ခဲ့တယ်ချစ်ကိစ္စဆိုတာယူဆလွင်ဒုက္ခနဲ့ရင်ဆိုင်တွေ့ရတတ်တာမျိုးပဲတမိကဒီလိုလူမှုရေးရာတွေကိုအမှန်ပါမှမသိခဲ့ရဘူးသိခွင့်လည်းမရခဲ့ဘူးယောက်ျားနဲ့မိန်းမလင်းနေမရချစ်ခင်ကြည်စင်နေတာနေကြတော့တမိမြင်ခွင့်မရခဲ့ဘူးကိုမိဘတွေကိုတော့တယောက်နဲ့တယောက်ကြည်စင်နေတာမမြင်ဘူးခဲ့တဲ့အပြင်တမိရဲ့မိမိကလည်းယောက်ျားတွေမကျင်နာတာကိုသာတမိကိုပြောခဲ့လိမ့်မယ်ဒီတော့တမိဖို့ဘာမှအမြင်မှန်ရနိုင်ပါတော့မလဲဒါတမိအပြစ်မဟုတ်ဘူးတမိရဲ့ပတ်ဝန်းကျင်ကြောင့်ဒီလိုဖြစ်ရတာဒါတွေကိုဒီနေ့ဖေဖေပြုပြင်ပေးရမယ်လို့အမြဲစိတ်ကူးခဲ့တာအခုအခွင့်ပေါ်လာနဲ့အစင်တက်မယ်ဒီမှာတမိလောကမှာချစ်တဲ့သူဟာအပျော်ဆုံးပဲလို့တမိယုံစံလောကကြီးကချစ်နိုင်လေပျော်စရာကောင်းလေဆိုတာတွေးကြည့်စမ်းတမိဖို့ချစ်ရမှာတွေးပြီးတိတ်ကြောက်နေရလို့ဖေဖေထင်တယ်ဒီလိုဆိုရင်ဖေဖေမှားမလားမမှားပါဘူးဖေဖေအေးတမိကိုချစ်ရမှာကြောက်နေအောင်တမိမမေကတင်ပေးခဲ့တာဟုတ်ချစ်ရမယ်တမိချစ်ရမယ်လူရည်လို့ဖြစ်လာပြီးချစ်တတ်တဲ့အရွယ်ရောက်လာရင်ချစ်ရမယ်ဒါမှလည်းလူရဲ့အခွင့်အရေးကိုဒင်းပြကြက်ပြခံစားရမယ်တသက်တာအရေးမှာအချစ်ကိုကြောက်နေမှားတော့မပေါ့တယောက်နဲ့တယောက်အိမ်တော်ဘက်ပြုတ်ပြီးတသက်လုံးတည်မြဲသွားကြဖို့အရေးမှာအချစ်ဟာအရေးကြီးဆုံးဆိုတာဆွဲမြဲမှတ်ထားသမီးဖေဖေမေမေကိုယူတော့ကချစ်လို့ယူတာပဲမဟုတ်လားဖေဖေအေးဒါလည်းမေးထိုက်တာပဲဖေဖေနဲ့မေမေဟာတယောက်ကိုတယောက်ချစ်ကြတာမဟုတ်ဘူးသမီးလင်ရမရရဲ့လို့ဖြစ်လာကြရပြီမဲ့လို့တယောက်နဲ့တယောက်ချစ်လို့မဟုတ်ဘူးဒါဖေဖေတို့အဖြစ်ပဲဖေဖေတို့ရဲ့အမှားပဲမှားတော့ပြန်ပြီးတွေးနေမယ်စားဒါမှားတယ်ဆိုတာသိရင်မှန်တာကိုရှာကြည့်ပါသမီးဖေဖေတို့မေမေတို့ရဲ့အမှားအမွေတွေကိုသမီးခံမှုအကြောင်းမရှိပါဘူးဖေဖေတို့မေမေတို့ကိုအခြေခံထားပြီးချစ်ကိစ္စများစဉ်းစားရင်သမီးတို့လည်းဖေဖေတို့မေမေတို့လိုပဲမှားကုန်တော့မှာပေါ့မေမေကဖေဖေထွက်သွားတော့တေးမလောက်စိတ်ဆင်းရဲပြီးကျန်ရတာဒါဖေဖေကိုမချစ်လို့လားဖေဖေကိုချစ်လို့ပေါ့ဒီချိန်မှာဖေဖေလည်းမေမေလိုပဲစိတ်ဆင်းရဲခဲ့လိမ့်မယ်ဆိုတာကိုတော့သမီးကမတွေးတဲ့ဘဲကို
မချစ်တတ်တဲ့လူတွေဖို့စိတ်ဆင်းရဲတာအဆန်းမဟုတ်ဘူးသမီးအဲ့ချိန်ကဖေဖေနဲ့မေမေတယောက်ကသာတကယ်ချစ်တယ်ဒီလိုမဖြစ်ဘူးလို့ဖေဖေယုံတယ်နှစ်ယောက်စလုံးဘသူမှမချစ်ခဲ့ကြဘူးဟုတ်တယ်သမီးမချစ်ခဲ့ကြဘူးဦးထွန်းတင်ဒီပြောရင်ကနောက်ကျောင်းကိုပြန်၍တွေးမိရတယ်ဝမ်းနေသွားတယ်လို့အတန်တိမ်သွားပြီးသတင်းမျိုးချလိုက်ပြီးမှဆက်လိုက်ကဲသမီးလေးကမေမေဝါဒတွေကိုတူတန်ဆွဲမနေပါနဲ့တော့လောကကြီးကိုတာယာတဲ့ဘက်ကနေပြီးကြည်စမ်းပါဖေဖေပြောမယ်ညနေကသမီးမောင်တမောင်ရဲ့ကားနဲ့အိမ်ပြန်လာတော့ဘာဖြစ်ခဲ့လဲဆိုတာဖေဖေအားလုံးသိတယ်ဆိုရင်သမီးအံ့ဩမလားဖေဖေယူဒီဦးထွန်းတင်ကိုတစ်ချက်မျှမော်ကြည့်လိုက်ပြီးငုံမြဲငုံနေဒါတော့ဖေဖေမပြောဘဲထားတဲ့မိမဲ့သမီးသိစေချင်လို့ပြောမယ်ဖေဖေကသမီးကိုလွတ်လွတ်နေဖို့ခွင့်ပေးထားပြီးအမတ်မဲ့နေတယ်လို့သမီးကတော့ထင်မယ်သမီးတို့အရွယ်ကဘယ်အရာမျိုးမဆိုအမားမှန်ဝေဖန်နိုင်ခဲ့တဲ့အရွယ်မို့မမားရအောင်မဖြစ်တိုက်တာမဖြစ်ရအောင်ကြိုတင်ကာကွယ်ဖို့ဖေဖေတောင်းဖြစ်တယ်ဒါကြောင့်ဖေဖေကိုယ်တိုင်အမြဲလိုက်ပြီးစောင့်ရှောက်နေခဲ့တယ်လို့ဖေဖေပြောခဲ့တယ်မဟုတ်လားဖေဖေလိုက်ပြီးကြည့်နေအောင်သမီးသိသွားရင်သမီးစိတ်ကမလွတ်လပ်ပဲနေမှာဆိုလို့သမီးမသိအောင်သာလိုက်ကြည့်နေခဲ့တယ်ညနေကမောင်တင်မောင်ရဲ့ကားနောက်မလန်မကန်းနေရာရောက်တော့မောင်တင်မောင်ကားထိုးရက်လိုက်တာနဲ့ဖေဖေလည်းခန်းလန်းကနေရက်ပြီးအကဲခတ်နေခဲ့တယ်ယူအတော်ပင်ထိတ်လန့်သွားသည်ကိုတစ်မောင်ကဖန်နန်းနေသည်ကိုသူ့ဖေဖေမြင်သွားကြောင်းသိလိုက်ရပြီးရှက်လဲတော်ပင်ရှက်သွားသဖြင့်စပွဲပေါ်တင်ထားသောလက်ပေါ်သို့ခေါင်းချလိုက်ဘာဆက်ပြောမိကိုမရဲတရဲမျှော်လင့်ရင်အသက်ပင်မရှုမိပဲနားထောင်နေလိုက်မိသမီးကိုဖေဖေအပြစ်မတင်ပါဘူးဖေဖေကသမီးကိုအမေလဲဟုတ်တယ်အခုသမီးကိုအမေတယောက်အနေနဲ့ပြောပြရမှာရှက်ဖို့လည်းမရှိဘူးသမီးမမလည်းမမပါဘူးဒါသမီးလူတယောက်အဖြစ်နဲ့ကိုရတဲ့ခွင့်ရည်ကိုယူတာဖေဖေဘာမှပြောပိုင်ခွင့်မရှိဘူးတကယ်ဆိုတော့ပြောစရာလည်းမလိုမောင်တင်မောင်ရိုးသားတယ်တစ္ဆာရှိချစ်တတ်တယ်ဒီလိုလူတယောက်ဟာချစ်တဲ့ချစ်တိုက်တဲ့လူပဲအိမ်တော်ပဲဖြစ်နေရတတ်ပံသမီးစိတ်ချမ်းသာမှုပေးနိုင်မယ်လူလို့လေဖေဖေယုံတယ်ကဲဖေဖေပြောတာတွေကိုနားလည်ပြီးမဟုတ်လားတတိချာချာပြန်စဉ်းစားပြီးဖေဖေမှန်တဲ့ထင်ရင်လောကကိုပျော်စရာကောင်းတဲ့အပိုင်းရှာဒီအပိုင်းမှာပဲနေလိုက်စမ်းပါသမီးရဲ့ဖေဖေသမီးအဖြစ်နဲ့ဆင်းရဲနေတဲ့သမီးစိတ်တွေဖေဖေသမီးအဖြစ်နဲ့ပျော်ကြီးထားလိုက်စမ်းပျော်ကြီးထားလိုက်စမ်းဦးထွန်းတင်ဒီဤတို့ပြောရင်ယူအနီးမှခွာပြီးဖျားကန်းဘက်သို့ရှောက်သွားလိမ့်ယူမှရုတ်တရက်ဘာဟုမျှမတွေ့နိုင်သေးပဲတွေ့ဝေနေပြီးအပိသက်တစ်ချက်ရှိုက်ကထိုင်ရမှထားပြီးမှန်ရှိတွင်သွားရလိုက်သည်ကပုတ်ကယိုဖြစ်နေသောသူ့ကိုယ်သူမြင်ရသဖြင့်ရှက်သွားတယ်လို့ဖြစ်ပြီးမှတစုံတစ်ခုကိုတွေးမိသလိုမျက်နှာကလေးတစ်ခုလုံးမှာဝင်းလာလေတော့သည်ပြီးပါပြီနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအခုလိုစာအုပ်လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်ထားဖို့ဖိတ်ခေါ်ချင်ပါတယ်